မနေ့တုန်းကအတစ်ထွက်ထားတဲ့ link skin လေးကိုစောပြမှာပဲဖြစ်ပါတယ်ဒီ link skin လေးကိုလိုချင်နေတဲ့လူတွေအတွက်လည်းကျွန်တော်ဒီဗီဒီယိုရဲ့အဆုံးမှာဒီ link skin ကိုဘယ်လိုရအောင်ယူမလဲဆိုတော့ပြောပြပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ကဲကျွန်တော်တို့ game ထဲကိုတွားလိုက်ရအောင်ကဲ game နဲ့လည်းစပြီဆိုတော့ကျွန်တော်တို့ဖက်မှာတော့ဒါစီလောင်းနေပါလိညာနေပါမှာဗျာပွဲစပြီးတော့ကျွန်တော်လမ်းလေးပါလေးအစီလေးရှောက်တယ်ပြီးတော့ကျွန်တော်တို့ blue bag လေးပါလေးစားတယ်ပေါ့နော်blue bag စားပြီးတဲ့အချိန်မှာပဲကျွန်တော်အပေါ်လမ်းကိုလမ်းကြည့်လိုက်တာခြောင်ကတွေးတော့နေနေဆိုတော့ကျွန်တော်လည်းခြောင်တော့ကောက်တယ်ဒါပေမဲ့လည်းစီတောင်းပဲ hero K ရပါတယ်ပေါ့နော်အချိန်ကျတော့ကျွန်တော်လည်း enemy ရဲ့ channel လေးကိုစားလိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်အောက်လမ်းမှာအောက်လမ်း creep လေးကိုပြန်တော့စားတယ်စားပြီးတဲ့အချိန်မှာအောက်လမ်းကနေတွေးနေနေဆိုတော့ကျွန်တော်လည်းမဆောင်မနေတခါလဲဝင်ပြီးတော့ K ကောက်ပြီးလိုက်ပါတယ်အဲ့ K ကောက်ပြီးတော့အဲ့ချိန်မှာကျွန်တော်အပေါ်လမ်းမှာလမ်းကြည့်တော့ Harry က ultimate တွေပါလေပေးပြီးတော့ဆိုတော့ဒီကောင်ဘာစပယ်မှမရှိပြီးတော့ဒီကောင်ကြံငယ်ဆော့ဆိုတော့အာလီပိုင်းမှာဒီကောင်ဘာမှလောက်ဒီမဟုတ်ဆိုတော့ဒီကောင်လည်းတီးပေးလိုက်ရပါတော့ပြီးတော့ enemy ကြံငယ် Harry ကတေနေဆိုတော့ကျွန်တော်လည်း first starter လေးကို solo လေးပဲ AACC လေး K လိုက်ရပါတော့ဒီတာတဲ့ကို K ပြီးတော့တဲ့အချိန်မှာပဲကျွန်တော်အောက်လမ်းမှာပေါ့နော်အောက်လမ်းမှာ free sign တဲ့နဲ့ကလောက်ဝတွေးရနေနေဆိုတော့ကလောက်တော့ K လိုက်တယ်အဲ့ချိန်မှာ blue bag ကုန်နေ blue bag ကုန်တဲ့ကိစ္စမရှိဘူးကျွန်တော် Sicilian မှာထပ်ပြီးတော့ K ပေးလိုက်ရပါတော့ပြီးတော့ဒါ second တာတဲ့လေးကိုကျွန်တော်တို့ပြန်လုပ်တယ် second တာတဲ့လေးကျွန်တော်အတွက်ပဲဖြစ်သွားပါတော့ဒီကောင်နေ Harry ကတာတဲ့လုံးဝမ K ဘူးပေါ့နော်ပြီးတော့ဒီမှာလေလမ်းမှာကျွန်းလာတဲ့ enemy ရဲ့တန့်ကိုတီးတယ်ပြီးတော့ Xavier ရဲ့ RD ဘာနဲ့ဆိုတော့ Sicilian နဲ့တေသွားတယ်ချောင်းနဲ့တေသွားတယ်ဆိုတော့ဒီဘက်တဲကတော်တန်သွားပြီပေါ့နော်ဒီဘက်တဲမှာကျွန်တော်ချောင်းလိုက်ကောက်လို့ဆိုရင် Sicilian လာကင်တော့ဒီကောင်တွေးလဲပြော့ဆိုတော့တီးပေးလိုက်တယ်ဒီချိန်မှာတို့ဘက် packet ကျလာတာဒါ Harry ပေါ့နော်ကျွန်တော်ဒါလေးလွှဲဆိုရင်ဒါလေးအလားလေးကောက်ပြီးတော့ပဲပြန်ပတ်လိုက်ရပေါ့နော်အဲ့ချိန်မှာပဲတက်တာတဲ့ကိုလည်းဒါ Harry ကလာမလို့တော့ကျွန်တော်ကပဲလှုပ်ပေးလိုက်ရပေါ့ဒီမှာဆိုရင်လည်းကျွန်တော်က Franco RDPB ထင်ပြီးတော့ဒါဝင်လိုက်တော့ပေါ့နော် Franco က RD နဲ့ကြိုက်ရပေါ့နော်ဒါပေမဲ့ကျွန်တော်တော်တော် fan နေဆိုတော့မတည်ဘူးပေါ့နော်အဲ့ချိန်မှာကျွန်တော် Sicilian ကို K ပြန်ကောက်ပြီးတော့အလားလေးပဲပြန်ထွက်ခဲ့လိုက်ရပေါ့နော်ဒီမှာဆိုရင်လည်းခြောင်ကအရှိဝင်တဲ့အနောက်ထွက်တဲ့လုံနဲ့ခါလီယာစောင့်မြင်ကက်လို့ဆိုပြီးတော့ဒါဒီကောင်ဆွဲလာတဲ့အချိန်မှာကျွန်တော်ကလည်းရမယ်ထင်ပြီးတော့လုံနေတဲ့အချိန်မှာပဲကလောက်ရောက်ဝင်လာပြီးအတီးပြစ်တော့ကျွန်တော်လည်းပြန်ပတ်လိုက်ရမှာနော်ဒီချိန်မှာစီလောင်းကတာဝါချိုးနေဆိုတော့ကျွန်တော်နိုင်သွားပြီထင်ပြီးတော့ဒီကောင်အာယုံဆိုင်နေချင်း Harry ကလာတက်လိုက်တဲ့အချိန်မှာပဲစီလောင်းကတာဝါချိုးပြီးတော့ကျွန်တော်နိုင်သွားပြီပေါ့နော်ဒီ link မှာ new skin ကိုဘယ်လိုရအောင်လုပ်မလဲဆိုရင်တော့ကျွန်တော်လိုမျိုး diamond ဖြည့်ပြီးဝယ်လိုက်ပါကျွန်တော်လည်း fee မရပါဘူး diamond တွေပါလေလိုချင်တယ်ဆိုရင်ကျွန်တော်စီမှာလည်းလာဝယ်လို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ bye bye